System of units. Unit system များတဲ့ In the textbook, we shall be using the following system of unit. ဒီသင်ခန်းစာမှာဆရာတို့ယူပဗေဒမှာသုံးတဲ့ unit စနစ်၃ခုအကြောင်းကိုလေ့လာမှာဖြစ်ပါတယ်။အဲ့ဒါတွေကဘာလဲဆိုရင်နံပါတ်1 the British system နံပါတ်2 the metric system နဲ့ the SI unit ဆိုတဲ့ unit စနစ်၃ခုအကြောင်းကိုဆရာတို့လေ့လာမှာဖြစ်တယ်။ဆရာတို့ပထမဆုံးတွေ့ရတဲ့ the British system ကိုနောက်ထပ်ဘာလို့လဲခေါ်လို့ရလဲဆိုရင် FPS system လို့လည်းခေါ်လို့ရတယ်။ The British system is based on British system ရတဲ့အခြေခံထားပါတယ်ဘယ်ပေါ်မှာအခြေခံထားရလဲဆိုလို့ရှိရင်အလျားကိုတိုင်းတာတဲ့နေရာမှာသုံးတဲ့ foot p နံပါတ်2 drag through တွေအလေးချိန်တွေကိုတိုင်းတဲ့နေရာမှာသုံးတဲ့ pound lb အချိန်တွေကိုတိုင်းတာရည်တွက်တဲ့နေရာမှာသုံးတဲ့ second s ဆိုတာတွေပေါ်မှာကိုအခြေခံထားတာဖြစ်ပါတယ်တဲ့ဘာလို့ FPS system လို့ဆရာတို့ခေါ်လဲဆိုလို့ရှိရင်ပထမဆုံးတွေ့ရတဲ့ foot ရဲ့ရှေ့ဆုံးစလုံးဖြစ်တဲ့ F ရဲ့ pound ရဲ့ရှေ့ဆုံးစလုံးဖြစ်တဲ့ P ရဲ့ second ရဲ့ရှေ့ဆုံးစလုံးဖြစ်တဲ့ S ရဲ့အဲ့ဒီသုံးခုကိုပေါင်းပြီးတော့ FPS system လို့ဆရာတို့ခေါ်တာဖြစ်ပါတယ် The metric system metric စနစ် metric စနစ်မှာကြတော့စနစ်နှစ်မျိုးပြန်ပြီးတော့ဆရာတို့ခွဲထားပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်နံပါတ်1က the CGS system ဆိုတာရဲ့နံပါတ်2က the MKS system ဆိုတာရဲ့နှစ်မျိုးထပ်ပြီးတော့ခွဲထားပါတယ်ဆရာတို့ metric စနစ်ကိုနှစ်မျိုးထပ်ခွဲထားတဲ့ထဲမှာပထမတစ်ခုဖြစ်တဲ့ CGS system မှာဘာတွေကိုအခြေခံထားတာလဲဆိုရင် the CGS system is based on CGS system အခြေခံထားပါတယ်တဲ့ဘာတွေပေါ်မှာအခြေခံထားတာလဲနံပါတ်1ကအလျားကိုတိုင်းတာတဲ့နေရာမှာအတွက်စင်တီမီတာ cm နံပါတ်2 drag through ကိုတိုင်းတာတဲ့နေရာမှာသုံးတဲ့ gram g အချိန်တွေကိုတိုင်းတာရည်တွက်တဲ့နေရာမှာသုံးတဲ့ second s ဆိုတာတွေပေါ်မှာအခြေခံထားတာဖြစ်ပါတယ်တဲ့ FPS system မှာတော့လို့ပဲဆရာတို့က CGS system လို့ဘာလို့ခေါ်တယ်လဲဆိုရင်စင်တီမီတာရဲ့ရှေ့ဆုံးစလုံးဖြစ်တဲ့ C ကိုယူတယ် drag through တွေတိုင်းတာတဲ့နေရာမှာသုံးတဲ့ gram ရဲ့ရှေ့ဆုံးစလုံးဖြစ်တဲ့ G ကိုယူတယ်အချိန်တွေကိုတိုင်းတာတဲ့နေရာမှာသုံးတဲ့ second ရဲ့ S ရှေ့ဆုံးစလုံးကိုယူတယ်အဲ့ဒီ C ရဲ့ G ရဲ့ S ရဲ့ရှေ့ဆုံးစလုံးသုံးခုကိုပေါင်းပြီးတော့ CGS system လို့ဆရာတို့ခေါ်တာဖြစ်တယ်နောက်ထပ် metric စနစ်ရဲ့ဒုတိယ system တစ်ခုဖြစ်တဲ့ MKS system အကြောင်းကိုဆက်သွားရအောင် MKS system ကလည်းရှေ့မှာတွေ့ခဲ့တဲ့ဆရာတို့ CGS system မှာတော့လို့ပဲ MKS system ကလည်းဘယ်ပေါ်မှာအခြေခံထားရလဲဆိုရင်အလျားကိုတိုင်းတာတဲ့နေရာမှာမီတာ drag through ကိုတိုင်းတာတဲ့နေရာမှာကီလိုဂရမ်အချိန်ကိုတိုင်းတာရည်တွက်တဲ့နေရာမှာစက္ကန့်အဲ့ဒါတွေပေါ်မှာအခြေခံထားတဲ့ MKS system ဖြစ်ပါတယ်ရှေ့ကဆရာတို့ FPS တို့ CGS တို့တော့လို့ပဲ MKS တို့ဘာလို့ခေါ်တာလဲဆိုရင်မီတာရဲ့ရှေ့ဆုံးစလုံးဖြစ်တဲ့ M ရဲ့ကီလိုဂရမ်ရဲ့ရှေ့ဆုံးစလုံးဖြစ်တဲ့ K ရဲ့အချိန်ရဲ့စက္ကန့်ရဲ့ရှေ့ဆုံးစလုံးဖြစ်တဲ့ S ရဲ့အဲ့ဒီ M ရဲ့ K ရဲ့ S ရဲ့ကိုယူပြီးတော့ MKS system လို့ဆရာတို့ခေါ်ကြတာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဆရာတို့စာအုပ်ထဲကစာသားလေးကိုတွားကြည့်လိုက်အောင် These two systems are alike in the sense that units of length and mass of one system may be converted to those of the other by using power of 10. ဆိုလိုတဲ့သဘောကတော့ဒီ system နှစ်ခုမှာတဲ့အလျားနဲ့ drag through ရဲ့ unit တွေကတဲ့တစ်ခုနဲ့တစ်ခုအပြန်အလှန်ပြောင်းလဲလို့ရတယ်။ဘာနဲ့ပြောင်းလဲလို့ရတယ်လဲဆိုရင်တဲ့10ရဲ့ထက်ညွှန်းကိန်းအနေနဲ့အပြန်အလှန်ပြောင်းလဲလို့ရတယ်လို့ဆိုလိုထားတာဖြစ်တယ်။ဥပမာအဖြစ်1မီတာက10 square centimeter 1 kilogram က10 cube gram နဲ့ညီမျှပါတယ်တဲ့။အဲ့ဒါကဘာကိုပြောတာလဲဆိုရင်1မီတာဆိုတာကမီတာဆိုတာဆရာတို့ရှေ့မှာပြောခဲ့တဲ့ MKS system ရဲ့ unit 10 square centimeter centimeter ကဘယ်ရဲ့ unit လဲဆိုရင် CGS system ရဲ့ unit MKS system ရဲ့မီတာနဲ့ CGS system ကစင်တီမီတာတို့ကို10 square ဆိုတဲ့10ထက်ညွှန်းကိန်းတစ်ခုနဲ့ပြန်လည်ပြောင်းလဲလို့ရတယ်။နောက်မှလည်းအဲ့လိုပဲ1 kilogram equal to 10 joule gram
MKS system ရဲ့ kilogram နဲ့ CGS system ရဲ့ gram နဲ့ကို temp ကျုဆိုတဲ့10ရဲ့ထက်ညွှန်းကိန်းနဲ့ဆရာတို့အပြန်အလှန်ပြောင်းလဲလို့ရပါတယ်တဲ့။အဲ့ဒါဆိုရင်ဆရာတို့နောက်ထပ် unit တစ်ခုဖြစ်တဲ့ SI unit ရဲ့အကြောင်းကိုသွားကြည့်လိုက်အောင်။ The SI unit is just the modified form of the MKS system of units ဆိုလိုတာကတော့ SI unit ဆိုတာတဲ့ MKS system MKS စနစ်က unit တွေကိုပဲပြုပြင်မွမ်းမံထားတဲ့ unit တစ်ခုဖြစ်ပါတယ်တဲ့ပြီးတော့ဒီ SI unit ဆိုတာကတဲ့ကမ္ဘာတဝန်းလုံးကသိပ္ပံပညာရှင်တွေလောလောဆယ်မှာအသုံးများနေတဲ့စနစ်လည်းဖြစ်တယ်ဒီ SI unit ကိုဘယ်ချိန်မှာစပြီးတော့သိပ္ပံပညာရှင်တွေကအတည်ပြုခဲ့တယ်လဲဆိုရင်1960ပြည့်နှစ်ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့နိုင်ငံတကာအလေးချိန်နဲ့တိုင်းတာရေးညီလာခံကနေပြီးတော့အတည်ပြုပေးခဲ့တာဖြစ်ပါတယ်ဒီ SI unit မှာအခြေခံ unit ဘယ်နှခုပါလဲဆိုရင်9ခုပါဝင်ပါတယ်တဲ့ကဲအဲ့ဒါဆိုရင်ဆရာတို့အောက်မှာပြထားတဲ့စာအုပ်လေးထဲမှာပြထားတဲ့ဇာတ်လေးကိုသွားကြည့်လိုက်အောင်အဲ့ဒီဇာတ်ကတကယ်တော့ SI unit ကိုဖော်ပြတဲ့ဇာတ်ဖြစ်တယ် SI unit ရဲ့အကြောင်းဖော်ပြတဲ့ဇာတ်လေးပေါ့ပထမဆုံး length အလျားအတွက်ဆိုလို့ရှိရင်တဲ့သူ့ရဲ့သင်္ကေတတွေကဘာလဲဆိုရင် L တို့ D တို့ S တို့အစရှိသဖြင့်ပေါ့အလျားရဲ့ SI unit ကဘာလဲဆိုရင်မီတာနောက်တစ်ခုက drag through mass ရဲ့သင်္ကေတက m အသေးသူ့ရဲ့ SI unit က kilogram kg နောက်တစ်ခုက time အချိန်ပေါ့သူ့ရဲ့သင်္ကေတက t အသေးသူ့ရဲ့ SI unit က second နောက်တစ်ခုကဘာလဲဆိုရင် electric current ဆိုတာလျှပ်စီးကြောင်းသူ့ရဲ့သင်္ကေတကဘာလဲဆိုရင် I သူ့ရဲ့ SI unit က ampere A နောက်တစ်ခုကအပူချိန် temperature ပေါ့သူ့ရဲ့သင်္ကေတကဘာလဲဆိုရင် capital T အကြီးဖြစ်တယ်သူ့ရဲ့ SI unit ကဘာလဲဆိုရင် Kelvin capital K အကြီးနဲ့ဖော်ပြရတယ်ပေါ့နောက်တစ်ခုက amount of substance ပစ္စည်းပမာဏတွေကိုဖော်ပြတဲ့အချိန်မှာဘာသင်္ကေတနဲ့ဖော်ပြလဲဆိုရင် N အသေးနဲ့ဖော်ပြတယ်သူ့ရဲ့ SI unit က mole နောက်တစ်ခုက lunar intensity ရဲ့လင်းအားပေါ့ဥပမာဓမီတွေရဲ့လင်းအားတို့ဖျောင်းနိုင်လေးရဲ့လင်းအားတို့အဲ့လိုမျိုးအလင်းနဲ့အားသူ့ကိုဘာသင်္ကေတနဲ့ဖော်ပြလဲဆိုရင် capital L အကြီးနဲ့ဖော်ပြတယ်သူ့ရဲ့ SI unit ကဘာလဲဆိုရင် candela အဲ့ဒါဆိုရင်ဆရာတို့ဒီစာအုပ်ထဲမှာတော့အင်္ဂလိပ်လိုတွေပဲပါတာပေါ့ဒီဇာတ်လေးကိုဆရာတို့ကူးပြီးတော့ရေးတာပဲဖြစ်ဖြစ် screenshot ရိုက်ထားတာပဲဖြစ်ဖြစ်ပြန်ကြည့်လို့ရအောင်လုပ်တာပါလို့ဆရာအနေနဲ့ပြောကြားလိုတယ်အဲ့ဒါဆိုရင်ခေါင်းစဉ်ခွဲလေး 1.3 prefix 80တွဲများဆိုတဲ့အကြောင်းကိုဆရာတို့သွားကြည့်လိုက်အောင် Sometimes a physical quantity is too big or too small to be conveniently expressed in basic SI unit ဆိုလိုချင်တာကတခါတရံမှာ physical quantity ဆိုတဲ့ပမာဏတွေကိုဖော်ပြတဲ့အခါမှာ SI unit နဲ့ဖော်ပြဖို့အတွက်အရင်ပမာဏကြီးလွန်းနေတာတို့ပမာဏလေးကအရင်သေးလွန်းနေတာတို့တခါတရံမှာတွေ့ရတတ်ပါတယ်တဲ့အဲ့ဒါကဘာလို့ဆိုလိုတာလဲဆိုရင်ဥပမာအရင်ကြီးလွန်းနေတာဆိုလို့ရှိရင်ကဘာကြီးရဲ့အလေးချိန်ကဘာကြီးရဲ့အရွယ်အစားအဲ့ဒါမျိုးဆိုလို့ရှိရင်ဆရာတို့ကပမာဏအနေနဲ့ဖော်ပြမယ်ဆိုလို့ရှိရင်အရင်ကြီးဖော်ပြရမယ်တုံညတွေအများကြီးနဲ့ဥမာကဘာကြီးရဲ့အလေးချိန်ကဘလောက်ဆိုပြီးတော့ခဏအကြီးနဲ့ဖော်ပြလို့ရမယ်နော်နောက်တဲ့အရန်သေးငယ်တာဆိုလို့ရှိရင်အတန်တစ်ခုရဲ့အရွယ်အစားဥပမာအတန်တစ်ခုရဲ့အရွယ်အစားပုံစံမျိုးအဲ့ဒါမျိုးဆိုလို့ရှိရင်ဆရာတို့ကတသမ3.3.3.3အစားရှိသည်ချင်းပေါ့3ညတွေအများကြီးနဲ့အရန်သေးတဲ့အကြောင်းဖော်ပြသူ့ရဲ့အရွယ်အစားအဲ့လောက်ပဲရှိတဲ့အတွက်အရန်သေးသေးလေးကိုတသမတော့မ3ညတွေအများကြီးနဲ့ဆရာတို့ဖော်ပြရမယ်အဲ့ဒါဆိုလို့ရှိရင်ဆရာတို့ကိန်းဂဏန်းတွေရှုပ်ထွေးမှုဖြစ်မသွားနိုင်ဘူးလားနော်အဲ့လိုမျိုးတွေကိုတဲ့ဖော်ပြတဲ့အချိန်မှာဘာကိုသုံးရမလဲဆိုလို့ရှိရင်
prefix ဆရာတို့ခုပြောမယ် prefix ရှေ့ဆက်တွဲများကိုရှေ့ဆက်တွဲများဆိုတဲ့ prefix ကိုဆရာတို့သုံးရမယ်တဲ့အဲ့ prefix ဆိုတာဘာလဲဆိုရင် prefix are multiple of self multiple of 10 prefix ဆိုတာဘာလဲဆိုရင်10ရဲ့ multiple စာတိုကိန်းတွေသို့မဟုတ်10ရဲ့ self multiple စိတ်ပိုင်းကိန်းတွေကို prefix လို့သုံးလို့ရပါတယ်တဲ့အဲ့ဒါဆိုရင် prefix ဆိုတာဘာလဲဆိုတာကိုမျက်လုံးထဲမှာမြင်အောင်ပြောကြည့်အောင်ဆရာတို့ဖုန်းတွေထဲမှာတခြင်းတွေဗီဒီယိုတွေသိမ်းတဲ့အခါမှာ file size တွေကိုဆရာဒီမှာပြထားတဲ့အတိုင်းပဲ256နံပါတ်3ညတွေဘယ်နှလုံးလဲဆိုတော့6လုံးအဲ့လောက် byte ရှိတယ်လို့ဆရာတို့ပြောလားမပြောဘူးเนาะဘယ်လိုပြောလဲဆိုရင်256 K ရှိတယ်ငါဖုန်းက256 K ဆန့်တယ်အဲ့လိုပဲပြောကြတယ်တကယ်တော့256 K ဆိုတာဘာလဲဆိုတော့ဆရာအပေါ်မှာပြထားသလိုပဲ256နံပါတ်3ညတွေအများကြီးနဲ့ byte အဲ့လောက်ရှိတယ်လို့ပြောချင်တာတူတူပဲဒါပေမဲ့ဆရာတို့အဲ့လိုပြောလား3ညတွေအများကြီးနဲ့ကဏ္ဍအကြီးကိုပြောလားမပြောဘူး256 K ရှိတယ်အဲ့လိုပဲပြောကြတယ်တကယ်တော့256 K 256 K ဆိုတာကတော့အပေါ်ကခန်းအနေနဲ့တူတူပဲ256 byte အပေါ်က byte နှစ်ခုကအတူတူပဲဒါပေမဲ့ byte 256ရဲ့ byte ရဲ့ရှေ့မှာဘာလဲဆိုတော့ဆရာတို့ giga ဆိုတာလေးထည့်တယ်အဲ့ giga ဆိုတာလေးကဘာနဲ့ညီမျှလဲဆိုရင်ဆရာတို့ဒီအပေါ်ကခန်းကြီးမှာပါတယ်39လုံးနဲ့ညီတယ်အဲ့ဒီ39လုံးကြီးကိုဆရာတို့ထည့်မပြောတော့ဘဲနဲ့ giga ဆိုတာလေးကိုအစားထိုးပြီးတော့ပြောလိုက်တယ်ပြောရလဲပို့ပြီးတော့လွယ်ကူတယ်ရှင်းလင်းတယ်အဲ့လိုပဲဆရာတို့ပြောကြတယ်နောက်မှအဲ့လိုပုံစံမျိုးပဲဘလောက် MB ရှိတယ် internet 1MB 2MB 100MB အဲ့လိုမျိုးပြောကြတယ်တကယ်တော့အဲ့ MB ဆိုတာဘာလဲဆိုတော့ megabyte megabyte ဆိုတာလေခုနဆရာပြောသလိုပဲ3ညတွေအများကြီးနဲ့မပြောတော့ဘဲနဲ့ဆရာတို့ကအလွယ်တကူ1 megabyte 2 megabyte 100 megabyte အဲ့လိုပဲပြောကြတယ်အဲ့ဒီရှေ့မှာပါတဲ့ giga ဆိုတာလေးကဘာလဲဆိုတော့ဆရာတို့ခုနပြောတဲ့ prefix ဆိုတာဘာလဲဆိုတော့ရှေ့ဆက်တွဲကိန်းရှေ့ဆက်တွဲစကားလုံးတွေပေါ့အဲ့ဒါလေးကိုဆရာတို့ကသုံးမိလိုက်ခြင်းအပြင်ဆရာတို့ဒီမှာ3ညတွေအများကြီးနဲ့39လုံးကိုထည့်ပြောကြမလို့တော့ဘူး giga ဆိုတာလေးကိုထည့်ပြီးတော့သုံးလိုက်တာနဲ့ဆရာတို့ကဏ္ဍနေရာရှင်းရှင်းလင်းလင်းလွယ်လွယ်ကူကူပြောဆိုသုံးလုံးလို့ရမယ်ကဲအဲ့ဒါဆိုဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာတွေမှာဆရာနဲ့အတူတူဆက်ပြီးတော့စာရေးလေ့လာအောင်